Hello မေ။ဆောနာမေကိုပြောဖို့မေရောလို့ဒါတငယ်ချင်းနေနဲ့သွားတွေ့လိုက်အောင်မယ်။ဟုတ်မကြောက်ပါဘူးမေ။အဲ့ဒါမေဒါပဲနော်။ มาไทยแกมุยาล่ะ ภาษามันเลยสตรอเบอรี่และช็อกโกแลตลาโน่ล่ะ สตรอเบอรี่ตะควะ ปีมาไทยเป็นเนาะล่ะชาเป็นไง ဟာအသက်ကလေးဟာလေရေတွေပူနေလို့ရေခဲမုတ်လာစားလားဟမ်မင်းရလေကွာအချောက်ဆိုတော့ရင်းပူတာဗောကွာရေခဲမုတ်ကရင်းမအေးဘူးသိလားရေခဲချောင်းကမှအေးတာရေခဲချောင်းစားမလားအသက်ကလေးဟာယောရေခဲချောင်းစားတာမဟုတ်ဘူးလေဘာလို့လဲရေခဲချောင်းကစုပ်ရတာအဲ့ဒါမေးကွာ ဟောဟေ့အောင်ငယ်ချင်းတို့အဲ့လိုမလုပ်ဘူးတော်ရက်လိုက်ပါ ဟာလဲကွာဂျာကြီးဟာအချိန်ပြတ်လိုက်တာဟာလေမင်းအဲ့တက်ကိုဆိုတဲ့ချောင်းနဲ့မင်းနဲ့ပတ်သက်နေလို့လား ရှင်ပြည့်ရုံနေပေါ့ကွာရက်ကိုရက်လိုက် ဟာဟဲ့မင်းအပြုတ်မှုတွေတမျိုးဖြစ်နေပါလားမင်းငါတို့တကယ်ချင်းဂျာအေးမဟုတ်သေးရဲ့လားကွာဖီးအောင်လိုက် ငယ်ချင်းမင်းတို့မကြည့်မလဲဖြစ်လဲဖြစ်เสียရတယ်ကွာမင်းတို့ပြောနေရငါခံအောင်ငါ့ကိုယောက်ျားမဟုတ်ဘူးလားစောက်ကြောက်ကြည်လာလို့ပြောရင်ငါခံအောင်ငါပြောတာလေတော့နားတော့ပြောသူနဲ့ငါနဲ့ပတ်သက်နေလို့တားတာလည်းမဟုတ်ဘူးကွာ မင်းတလားလောက်ပျောက်သွားပြီးတဲ့ငါတို့မြင်နေကြရင်မဟုတ်တော့ဘူးအခုကမင်းဂျာဂေးဖြစ်နေဟာလေမင်းဟိုကောင်နဲ့လိုင်းတူသွားလားဟဲ့ဘာဖြစ်နေရလဲပြောစမ်းမှာဂျာဂေးရဟာလေမင်းစေးမြမှားတော့ပြီလားဟမ်ဒါမှမဟုတ်မင်းကိုယ်တိုင်ကရောအပုံကြီးဖြစ်သွားတာရ မင်းတို့ပြောသလိုအပေါ်ကြီးလည်းမဟုတ်ဘူးစေးစားမားတာလည်းမဟုတ်ဘူးဟေးစေးစားမှန်သွားတာ တဲ့ဆိုရဲစားပါပြောစမ်းမအောင်မင်းမှန်သွားတယ်စီကဘာစီးလဲဟဲ့ မင်းတို့သိချင်တော့ငါပြောပြ ဟေ့ပြောမှာလားပြောစမ်းပါကွာစိတ်မရှိလိုက်တာဆိုတော့ ပုပ္ပမာငါပြောမယ်ညီတော့မင်းတို့ငါဘောကြီးလိုလူကြောင်းပေါ်မယ်ပေါ့မင်းမလို့ ဟဲ့အာဘောကြီးဆိုတဲ့ကိစ္စကိုငါတို့လူတွေပဲသိရနော်ရှားပြင်းလူတွေသိလို့တော့မသိပြီးသားမှတ်တော့ဟဲ့ ကဲတွေ့လားမင်းရဲ့တွင်ရင်တနည်းအားဖြင့်မင်းမလူမသိသိချင်တာရှိဟိုဒါလည်းမင်းအားနေချက်လို့လည်းပြောလို့ရငါတို့အရင်နှဆုံးတငယ်ချင်းတွေပဲသိတဲ့ကိစ္စကိုလူသိထင်ရှားဖော်ထုတ်ခံမင်းမကြိုက်ဘူးဟုတ်တယ်မလား ဟာဟဲ့ငါဘောကြီးဆိုတဲ့ကိစ္စကိုကွာချားမိန်လေးအာတော်တော့ကွာရောရှက်စရာကြီးဘာလို့ပြောရမှာလဲမင်းကလည်း ပြီးတော့မင်းကမင်းကိုအပြာရောင်ကားတွေခဏခဏကြည့်ရငါသိရနော်မင်းကိုလူတွေကြောင်းမှာနှာဘူးလို့ခေါ်မယ်ကွာ မင်းဘာမှမဆိုင်တာတွေရှောက်ပြောနေတဲ့အကြောင်းမယူငါတို့လိုဝက်ချက်တွေလူသိသွားတော့တော့မင်းမလွယ်ဘူးလားမန်ရ ငါပြောချင်တာလေအဲ့ဒါပဲတကယ်ချင်းတော့လူတိုင်းမှာအားနေချက်တို့လိုဝဲချက်တို့သူများမသိဆိုတဲ့အကြောင်းအရာရှိတဲ့ကြအဲ့ဒါကိုလူကြားသူကြားအများကြောင်းမှာအခေါ်ခံရတာခေါ်ထုတ်ခံရတာအပြောင်ပြက်လောက်ခံရတာဘယ်သူမှမကြိုက်ကြဘူးကွာအဲ့လိုလောက်ခံရမယ်ဆိုရင်သူတို့ကိုယ်တိုင်လည်းရှက်မယ်ဒေါသထွက်မယ်ဝမ်းနေတာတွေဖြစ်နိုင်တယ်လို့စိတ်မကောင်းတာလည်းဖြစ်နိုင်တာပေါ့ကွာအဲ့လိုလုပ်ရင်ဘယ်ကောင်းမှာလဲဟုတ်တယ်မလား ဟဲ့မင်းကဒါမျိုးတွေဘလို့လုပ်ပြီးစဉ်းစားတတ်သွားတာတော့ဂျာခေးရ ဒါလည်းမင်းတို့လိုပဲလိုပဲဘောပါစားကြမှာတာငါကိုယ်တိုင်လုပ်ခဲ့ရတာငါမြင်မှာငါတို့တော့ပြောရကောင်းတာဆိုတာအမှန်တယ်အဲ့ဒါကြောင့်လေမင်းတို့လည်းဒီမှာပြောပြောလုပ်ခဲ့ကြတာအဲ့ငါပြစ်စီတာလောက်တာ 哎呀，你没跟你过来呢，阿嘞，你也要家么？别笑了。ဟဲ့မင်းက6တောင်းလို့မေးအောင်ဒီစင်းနဲ့ဒီစင်းမင်းမသိဘူးလား ဟဲ့မင်းနွဲတဲတဲတွေလုပ်နေတယ်ကျွန်တော်ကယောက်ျားပါလို့အော်အဲ့ရ 哎呀，这我要家吧，这嘛要家吧，是。哦，ဟုတ်လားမေ ကျမကယောက်ျားပါရှစ်သုံးပါအော်ဟဲ့ ဟိုကမေ 要奥利我，အော်လေ ဟုတ်တယ်
မင်းမအောင်ဆိုတော့ငါတို့လည်းတွေ့ပြီပေါ့ကွာ လာနော်ဟေးလာနော် ဘောဗျာ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 လူငါတို့အားလုံးမမိပါဘူးငါတို့တော့ပြောကြလောက်ခဲ့သမျှခံရသူအတွက်ကြတော့ပြောကြဟုတ်မနေဘူးဘယ်လိုတုတ်ပြန်မှမသိလို့ရင်းနေခဲ့ရတာမို့အောင်မတန်လို့ပြန်မပြောတာဖြစ်နိုင်တယ် ဘယ်တန်းစဉ်းစားကြည့်တော့သူ့ရဲ့စိတ်ထဲမှာကြည်နေမှာပျော်မှာဘယ်ဟုတ်ပါ့ဘာလို့လှုပ်တဲ့လူတွေအနေနဲ့ကြည့်ရောပြောရမှာဒါနဲ့သူတို့နေရာဘာကိုကြည့်လိုက်တော့တောင်းမှန်ဖြစ်သွားတယ်ပေါ့ဘာပြောတာဟုတ်လားမဟုတ်လားဆိုတာဒီလိုပါလားအေးစီတွေ့ကြည့်ဖို့ဆန္ဒပြောနေတဲ့ဘုံတော်ပြန်တွေ့ကြည့်နေရတယ်ဒီတို့ကိုဘောကြီးတို့များရှိမှဖုံးလိုက်ဒီကြိုက်ဘူးအထူးသဖြင့်ဒီရဲ့ကောင်မကြီးရှိမှပေါ်ခံမှာဒီရဲ့ကြောက်ဆုံးမှာ ဘောဘောကောင်းလေးတွေကတော့ဘဲပေါ်ခိုင်းနေတယ်ဟဲ့ မင်းကောင်မင်းကလေးတွေကြောက်နှာဘူးလို့ခေါ်တာမင်းလည်းဘဲခေါ်ပါညီမအဲ့လိုပဲငါတို့ကစတာပါနောက်တာပါဆိုတဲ့အကြောင်းပြချက်နဲ့တွေ့ကြည့်လို့ရတယ်ခံရသူဘက်ကကြတော့သူ့ကိုယ်တိုင်လည်းရှက်မယ်ဒေါသထွက်မယ်စိတ်ဆိုးကောင်းစိတ်ဆိုးမယ်သူတို့တော့ကအဆင်မပြေဘူးကွာလက်မခံခြင်းဘူးမကြိုက်ဘူးမင်းတို့ခေါ်တယ်လို့ဘောကြီးနှာဘူးအဲ့လိုခေါ်တယ်တော့သူလည်းမကြိုက်ကြဘူး မင်းပြောသလိုသူတို့တွေကနေပုံရင်းစာပြီးဝင်စဉ်းစားကြည့်လိုက်တော့ငါတို့လုပ်တဲ့အပြုအမူရတယ်ပြောင်းမလို့လှောင်မလို့နှိမ့်မလို့ဖြစ်နေတာ ဒီเจ้าတွေကိုမတက်ခဲ့တဲ့တင်တန်းမှာပြီးပြင်းရလိုက်တာကိုချင်းစာစိတ်နဲ့မိုးရုံနဲ့ဆိုတော့မင်းတို့တက်ကိုနှိမ့်တယ်လို့လောင်းတယ်လို့စကားတွေနဲ့မထိတက်တိစနာတကယ်ဆိုရင်သူကမင်းတို့ထက်တောင်ပညာတော်ရယ်လေမိဘကိုလှုပ်ချွေးနေတယ်သူလည်းဖြစ်တယ်မင်းတို့တော့ပုံမှန်ဝင်ငွေတစ်ခုမရသေးတဲ့အချိန်မှာသူကဝင်ငွေတစ်ခုအနေနဲ့ရက်တည်နေရဆိုတော့မင်းတို့မြင်မယ်လေအထူးသဖြင့်သူတို့လိုလူမျိုးတွေဆိုတာနှိမ်ချပြောဆိုဆက်ဆံရမယ်လူသားမျိုးတွေမဟုတ်သူတို့စိတ်နဲ့သူတို့ဖြစ်တည်မှုသူတို့ဘာသာရွေးချယ်နိုင်တယ်မင်းတို့ငါတို့လည်းမတူလို့သူတို့မှားနေရမဟုတ်အလျှောက်တော့မိမရှာလို့ဆိုတဲ့သကလုံးနေနဲ့နှိမ်ချပြောဆိုဆက်ဆံတာမျိုးတွေလည်းမလုံးသိဘူးကွာသူတို့လည်းလူတွေကလူပါတကယ်တမ်းစဉ်းစားကြည့်တော့ငါတို့ရဲ့လုံရက်တရားချက်စရာကောင်းနေအောင်ငါတက်ခဲ့တဲ့တင်တန်းမှာပြီးလိုက်ရတာပေါ့ငါတို့ကြောင့်သူများခုံသိက္ခာကြာဆင်းစေတယ်ဆိုရင်ငါတို့ကဘလို့လို့လူပီတာတော့မှာသူတို့ရဲ့အနေထားသူတို့ရဲ့အားနည်းချက်ကချက်စရာမဟုတ်ဘူးကွာငါတို့ရဲ့လုံရက်တရားချက်စရာကောင်းနေတော့ မင်းပြောကြလို့ဆိုတော့လေဟုတ်တော့လေဟုတ်သားပါ ဒါပေါ့ကွာတလောကလုံးကလူတွေအကုန်လုံးလူတယောက်လိုလေးလေးစားစားဆက်ဆံတတ်ဖို့ဆိုတာလူချင်းဝင်တစ်ခုပဲမဟုတ် ဟုတ်ပါပြီကိုကြကြီးရဲ့